Hello မင်္ဂလာပါကျွန်တော်တို့ဒီသင်ခန်းစာလေးဆက်ပြီးလေ့လာကြည့်မယ်နော်။ဒီမှာဘာပြောလဲဆိုလို့ရှိရင် that's too bad ဆိုတဲ့အသုံးလေးပါ။ဟာအញ្ញမ်းဆိုးတာပဲဆိုတဲ့အသုံးလေးဖြစ်ပါတယ်။အဲ့တော့ when someone tells you bad news နော်မကောင်းတဲ့အကြောင်းတွေသတင်းတွေပြောတဲ့အခါမျိုးအဲ့လိုဟာမျိုးပါပေါ့နော် say this to show that you care ဒီဆုံးတရားကိုကျွန်တော်တို့က view site တဲ့ကိုချင်းစာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုမျိုးပုံစံပြောဖို့that's too bad ဆိုးလိုက်တာကွာအဲ့လိုလေးပြန်ပြောတယ်ပေါ့နော်။အဲ့တော့ကြည့်ကြည့်အောင် so the delivery was late အားကြောင့်မလို့ဗျာ delivery လေးနောက်ကျသွားတယ်တဲ့ and the customer was angry နော် customer လေးဒေါသထသွားတယ်ဗျာ and now I have to find a new driver အားကြောင့်မလို့တဲ့သူက new driver ကိုသူကရှာရတော့မယ်လို့ပြောတယ်သူကလည်းကိုချင်းစားတဲ့ပုံစံပြောတာပေါ့နော် that's too bad ညဆိုးတာပဲအဲ့လိုပြောတာပေါ့နော်အဲ့တော့ဆက်လေးလာကြည့်အောင် I didn't get the job ကျွန်တော်အလုပ်မရခဲ့ဘူးဗျာတဲ့ that's too bad ဟာဟုတ်လားတဲ့ကောင်းမကောင်းဘူးဗျာတဲ့နော်အရင်ဆိုးတာပေါ့တဲ့ that's too bad but I'm sure you will get one soon ဒါပေမဲ့ I'm sure ကျွန်တော်တေချာပြောရတယ်လို့ပြောတာပေါ့နော် I'm sure you will get one soon အဲ့တော့ခင်ဗျာမကြခင်တခုတော့ရပါလိမ့်မယ်ဗျာကျွန်တော်အမှတ်ခံနေကျွန်တော်တေချာပြောရတယ်ဆိုပုံစံပြောတာနော်နောက်တစ်ခုက our computer system has been down for 5 days ကျွန်တော်တို့ computer system ကဗျာ9ရက်လောက်ရှိပြီသုံးမရဘူးလို့ပြောတာပေါ့နော် our computer system has been down for 5 days that's too bad နော် too bad အရင်ဆိုတာပဲမကောင်းဘူးဗျာအဲ့လိုပြောလို့ရတယ်နောက်တစ်ခုက down ဆိုတာကလေ not working ကိုပြောတယ် not working အလုံးမရအလုံးသုံးမရဘူးပြတ်နေတယ်လို့ပြောတာပေါ့နော်အဲ့လိုပြောတာ not working ဆိုတာအလုံးမလုပ်ဘူးလို့ပြောတာမဟုတ်နော်အလုံးမလုပ်ဆိုလည်းအတူတူပါပဲသုံးမရဘူးပုံမှန်တိုင်းလေသက်မနေဘူးအဲ့လိုပြောတာပေါ့နော်အဲ့တော့ဒါလေးလည်းနားလည်မလို့ယူဆတယ် that's too bad နော်ကိုချင်းစာတဲ့ပုံစံနဲ့နားလည်တဲ့ပုံစံနဲ့ပြောပြပေးတာပါနောက်တစ်ခုကwhat's this charge for ဆိုတာကလေဒီပစ္စည်းခုဒီ amount ကဘာအတွက်ကျွန်တော်တို့ယူထားတာလဲဆိုပုံစံမျိုးမေးတာဖြစ်ပါတယ်ဥပမာ ask this when you don't understand an amount on your bill or receipt အဲ့တော့ကျွန်တော်တို့ကြားခဲ့လိုက်တဲ့ bill တွေ receipt ပေါ်မှာပေါ့နော်သူက amount တွေရေးထားတယ်ဒါကတော့ဘာအတွက်ဒါကတော့ဘာအတွက်အဲ့လိုမျိုးခါမှာသူကဒါဘာတက်လဲလို့သူကအမြင်မေးပေါ့နော်ဘာကြောင့်လဲလို့မေးတာသူကပြောတယ်အဲ့တော့ what's this charge for ဒါဘာလို့ဒီမှာကောက်ထားတာလဲသူကပြောတယ် peanuts သူကပြောတယ် but we didn't order any peanuts ကျွန်တော်တို့ဘာမှဘာ peanut မှကျွန်တော်တို့မှာမထားဘူးလေလို့ပြောတာပေါ့နော်အဲ့လိုမျိုးပြောတယ်အဲ့တော့မြေပဲတွေဘာတွေလည်းမမှာထားဘူးမထားဘူးပေါ့အဲ့လိုပြောတာဖြစ်ပါတယ်အဲ့တော့ကြည့်အောင်ကျွန်တော်တို့ကလည်းပဲဟိုစားပြီးပြီဆိုလို့ရှိရင်ဘေးစစ်တယ်လေဒါဘာဘယ်လောက်ကြလဲပြန်စစ်တယ်လေအဲ့တော့ပြန်စစ်တဲ့ကောင်မှာဒါတွေငါတို့လည်းမမှာပဲနဲ့ဆိုပုံစံမျိုးပြောလို့ရတယ်နော်အဲ့တော့ what's this charge for လို့မေးလို့ရတယ်ဒီမှာကြည့်အောင် what's this charge for that's the shipping charge ဒါတော့ကုန်တယ်ကပါလို့ပြောမှာပေါ့နော်နောက်တော့ excuse me what this charge for on my receipt ကျွန်တော်ရဲ့ receipt ပေါ်မှာဘာဖြစ်လို့ဒီဟာကပါနေတာလဲလို့ပြောတယ် it is the tax နော်အခွန်ကောက်ထားတာဖြစ်ပါတယ်လို့ပြောတယ်နော်နောက်ဆက်လိုက်လာကြည့်အောင် to someone something ပေါ့နော် to someone something တရားရောက်တော့ပါတဲ့ဘာလဲဆိုလို့ရှိရင်ကြည့်ကြည့်အောင် when people drink together တို့လူတွေတင်တော့အချင်းချင်းတကယ်ချင်းတွေတခုခု wifi ပြီးတော့စုပြီးတော့မှတောက်တဲ့အခါမျိုးမှာလေပြောတယ်လေကျွန်တော်အရင်တစ်ခါလည်းပြောဘူးတယ်လေ cheers ဆိုပြီးတော့မှလေ cheers လို့ပြောတယ်ဒီနေရာမှာတော့ to someone something ပေါ့နော်ဘယ်လဲဆိုလို့ရှိရင် when people drink together they say this to which success to someone or something တရားရောက်ကိုကျွန်တော်တို့ကဂုဏ်ပြုတဲ့စကားပြောတာပေါ့နော်ဒါဒီမှာသူကဖုံးပြောတယ် really I can't believe it ဟုတ်လားတဲ့ယုံတော့မယုံဘူးကွာတဲ့အဲ့လိုပြောတယ်နော်သူတကယ်ချင်းပြန်ပြောတယ် my wife is pregnant အဲ့တော့ကျွန်တော်ရဲ့အမျိုးသမီးကတဲ့နော်ကျွန်တော်ရဲ့အမျိုးသမီးကကိုဝင်ရနေပြီလို့ပြောတာအဲ့တော့သူကပြောတယ် congratulations နော် congratulations ဝမ်းသာပါတယ်ဗျာနော်အားပေးပါတယ်ဝမ်းသာတယ်ဆိုပုံစံနဲ့ပြောတာနော်အဲ့တော့သူတို့ချင်းခွတ်တိုက်လိုက်တယ် to the new baby နော်ကလေးလေးအတွက်ပေါ့နော်အဲ့လိုမျိုးလေးခွတ်တိုက် question တိုက်လိုက်တယ်ပြီးတော့မှဂုံယူစွာနဲ့ဝမ်းသာပါတယ်ဆိုပြီးတော့မှပြောတာပေါ့နော်ဆက်လေးလာကြည့်အောင်မင်္ဂလာဆောင်မှာဆိုလို့ရှိရင် to the bride and groom နော်သူတို့သားနဲ့သူသမီးတို့ဆိုပြီးတော့မှလေ question တိုက်ပြီးတော့မှတောက်လိုက်ကြတယ်ပေါ့နော်သူတောင်းပေးတယ်ပေါ့အဲ့ဒါ gathering of friends တကယ်ချင်းတွေ့ကြပြီဆိုလို့ရှိရင်တော့ to friendship ငါတို့ရဲ့တကယ်ချင်းတွေအမှတ်တရအနေနဲ့အဲ့လိုမျိုးနော်အဲ့ဒါ business dinner အဲ့တော့ business dinner မှာဆိုလို့ရှိရင်တော့to our new partnership ငါတို့ရဲ့ဒါဟိုလက်တွဲမှုအတွက်ဆိုပြီးတော့မှလေ question တိုက်ပြီးတော့မှဂုဏ်ပြုကြတယ်ပေါ့နော်အဲ့ဒီပြောတဲ့အခါမှာသုံးရတယ်နောက်တော့ဆက်လေးလာကြည့်အောင်ဘာပြောလဲဆိုလို့ရှိရင် I had it through the gravan အဲ့တော့ဘာပြောလဲဆိုလို့ရှိရင် someone told me something as a gossip or a rumor အဲ့တော့တယောက်စကားတယောက်ကြားတယောက်စကားတယောက်နားမှာကြားရတဲ့ပုံစံမျိုးနော်တစင်စကားတစင်ကြားတယ်ဆိုတဲ့ပုံစံမျိုးနော်အဲ့နောက်တစ်ခုကကောလဟာလာနေတဲ့ပုံစံနဲ့ပြောတဲ့ပုံစံမျိုးဒီမှာကတော့တစင်စကားတစင်ကြားတယ်ဆိုတဲ့ပုံစံပြောတာပါနော်အဲ့တော့ gravan လို့ပြောတယ်အဲ့တော့ Tom wife is pregnant သူကပြောလိုက်တယ်
ဒီကြောက်ကိုပြောတယ်အဲ့ဒီကြောက်ကနေပြီးဒီကြောက်ကိုပြန်ပြောတယ်အဲ့တော့ Tom wife pregnant အဲ့တော့သူကပြောတယ်ဒီအမျိုးသမီးကလည်းပဲဘောကိုပြောတယ် boss ကိုပြောတယ်ပေါ့နော် Tom wife pregnant အဲ့တော့ဒီတတိယနေပြီးတော့မှ Tom ကိုလက်ဆောင်ပေးတယ်ပေါ့နော် How did you know တဲ့ Tom ကမေးတယ် How did you know it I heard it through the graphene ဘလို့ပဲပေါ့ကွာတဲ့တစင်စကားတစင်ကြားတာပေါ့အဲ့လိုပြောလို့ရနော်အဲ့တော့ကြည့်ကြည့်အောင် Alex lost his job Who told you that Alex ကအလုပ်ကနားခံလိုက်ရတာတဲ့လုံးမရှိတော့ဘူးတဲ့မင်းကဘသူကပြောလဲတဲ့ I heard it through the graphene လို့ပဲပေါ့ကွာတဲ့ငါတစင်စကားတစင်ကြားတာပေါ့နောက်တစ်ခုက Are you sure the cafe is closing မင်းတေချာလို့လား company ရက်တော့မယ်ပိတ်တော့မယ်ဆိုတာမင်းတေချာလို့လားတဲ့ပြီးရပြောတယ် No I'm not sure တေချာတော့မသိဘူးဗျာတဲ့ I heard it through the graphene ဒီလိုပဲဗျာတစင်စကားတစင်ကျွန်တော်ကြားတာပဲလို့ပြောတယ်နော်အဲ့တေချာတော့မသိဘူးဆိုတော့အဲ့ပုံစံပြောလို့ရတယ်နော် I'm not sure တေချာတယ်ဆိုလို့ကျွန်တော် I'm sure လို့ပြောလို့ရနော်နောက်တစ်ခုကြည့်ကြည့်အောင် hear back from someone တရားရောက်တရားနေပြီးတော့မှတစုံတယောက်စီကနေပြီးတော့မှလေကျွန်တော် reply ပြန်လာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် reply from someone တရားရောက်စီကနေပြီးတော့မှကျွန်တော်တို့သတင်းစကားအချက်လက်ပြန်ရတယ်လို့ပြောတာပေါ့တရားကသူကနေပြီးတော့မှ email ပို့တာအဲ့တော့သူကဟိုဘက်ကပြန်ပို့တာပေါ့သူကပြောတယ် I heard back from later စီကနေပြီးတော့မှကျွန်တော် reply ပြန်ရတယ်လို့ပြောတယ်နောက်တစ်ခုက I emailed yesterday မနေ့တုန်းကဗျာတဲ့ chat ကိုကျွန်တော်က email ပို့ခဲ့တာ and I hope to hear back from him soon သူစီကကျွန်တော်ပြန်စာရဖို့ပေါ့နော် reply လာဖို့ကျွန်တော်မျှော်လင့်နေလို့ပြောတာအဲ့ဒါက Did you get the job မင်းလုပ်ရခဲ့လားလို့ပြောတာ No I had an interview တော့ကျွန်တော်ရှိခဲ့ but I never heard back from the company ဒါပေမဲ့ဗျာတဲ့ interview တွေတော့ကျွန်တော်ဝင်ရတယ်ဒါပေမဲ့လေ interview အဆင့်ပြီးသွားတဲ့အခါမှာဖုန်းပြန်ဆက်မယ်ဆိုပြီးတော့ပြောကြတယ်လေနော်အဲ့လိုရှိနေမှာဘာသတင်းမှပြန်မကြားရပါဘူးလို့ပြောတာနော်အဲ့တော့ဒီပုံစံပြောလို့ရပါတယ်နောက်တစ်ခုကreally like really enjoy and really want အဲ့တော့ကျွန်တော်တို့က very like နဲ့ very enjoy လို့သုံးလို့မရဘူးเนาะတကယ်တမ်းကြိုက်တယ်ဆိုလို့ရှိရင် really like really enjoy really want အဲ့လိုသုံးရသူကပြောတယ် I really like this company and I really enjoy driving and I really want this job ဒီလိုကိုကျွန်တော်တကယ်လိုချင်တာပါဗျာလို့ပြောတာ really ဆိုတာလေတကယ်ကိုမှဘယ်လိုပြောမလဲလုံးဝကိုစိတ်ပါလက်ပါနဲ့လုံးဝကိုမှတေချာထင်ရှားစေချင်လို့ really နဲ့ထည့်ပြောတာဥပမာ Jane I really enjoyed your presentation today ဒီနေ့တော့ခင်ဗျ presentation ကိုကျွန်တော်အရင်ကြိုက်တယ်ဗျာလို့ပြောတော့နောက်တစ်ခုက I really like my English class I really want to improve my writing ကျွန်တော်က writing လေးတိုးတက်စေချင်တယ်ပြီးတော့တကယ်ကိုမှလုပ်ချင်တာပါဗျာအဲ့လိုပြောတယ်အဲ့တော့ I really like ကျွန်တော်တို့တကယ်ကိုမှလုပ်ချင်တယ်ဆိုတော့ထင်ပေါ်အောင်လို့တကယ်ကိုလေးနက်အောင်လို့ really ဆိုတာထည့်သုံးပေါ့နော်အဲ့လိုလေးသုံးပါပါတယ်စက်လေးလာကြည့်အောင်နော်ဒါလေးကတော့မေကုန်းလေးတွေနဲ့ကျွန်တော်တို့ collect လေးဖြစ်ကြည့်အောင်Number 2ကဘာပြောလဲဆိုတော့ at a ready မင်္ဂလာပွဲမှာပေါ့နော် someone might leave their class တရားကသူတို့ရဲ့ပွဲလေးတွေကိုမှားလိုက်တယ်ပေါ့ဗျာပြီးရတာ unsafe ပြောတယ်ပေါ့to the bird and ground နော်သူတို့သားနဲ့သူတို့သမီးအတွက်ပါလို့ပြောလို့ရနော်နောက်တစ်ခု I wrote to her ကျွန်တော်သူ့စီကိုစာရေးတာဗျာ I don't know if she got my letter because I didn't hear back from her ကျွန်တော်စာတွေကိုရရလားမသိပါဘူးဗျာဘာလို့လဲဆိုလို့ရှိရင်သူ့စီကကျွန်တော်ပြန်စာတခုမှမရဘူးလို့အဲ့လိုပြောလို့ရတယ် I didn't hear back from her နော်အဲ့လိုပြောလို့ရတယ်နောက်တစ်ခုက Do you like Italian food Italian စားစာတွေခင်ဗျာကြိုက်လားတဲ့ Yes I really like it I like it a lot ကျွန်တော်တကယ်ကြိုက်တာပါကျွန်တော်တကယ်ကိုမှပဲကြိုက်တာစားချင်တာလုပ်ချင်တာပေါ့အဲ့လိုပြောလို့ရတယ်နောက်တစ်ခုကTeddy got a new job I heard it through the graphene everyone is talking about it နော်လူတိုင်းကအဲ့ဒီကအကြောင်းပြောနေတာပဲ Teddy ကလောက်ရသွားပြီတဲ့လို့ပြောတယ်ပေါ့နော်နောက်တစ်ခုကMy mother is sick အမေကဖျားနေတာဗျာ She is in the hospital သူကဆေးခန်းမှာ That's too bad ဟုတ်လားမကောင်းဘူးပေါ့ဗျာအဲ့ဒီပြောလို့ရတယ်နော်နောက်တစ်ခါ Waiter what dishes for my belly waiter လာပါဦးဒီမှာကျွန်တော်ဘာလို့ဒီအမောင်းကချစင်းထဲမှာထည့်ရတာလေလို့ပြောတာပေါ့ That's $4.59 on your bill is the tax ဒီဟာလေးကပေါ့နော်$4.59ကတဲ့ဒါ tax ဖြစ်ပါတယ်အခွန်ကဖြစ်ပါတယ်လို့ပြောတာOkay အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ကphrase 6ခုကိုလေ့လာခဲ့တယ်ပေါ့နော်အဲ့တော့လေ့လာခဲ့တော့ဒီအသုံးလေးတွေကိုလည်းပဲနားလည်မယ်လို့ယူဆတယ်ကျွန်တော်အမြဲတမ်းမှားနေကြအတိုင်းပဲဒီအသုံးလေးတွေကလေ့လာရုံနဲ့မရဘူးနှုတ်ထဲမှာဆွဲနေအောင်ထပ်ခါလေ့ကျင့်ရမယ်အဲ့တော့စကားပြောတဲ့ခါမှာလည်းပဲနေ့စဉ်စကားပြောတဲ့ခါမှာလည်းပဲထပ်ခါလေ့ကျင့်ရမယ်ထည့်ပြီးတော့လည်းပြောရမယ်အဲ့လိုပြောမှကျွန်တော်တို့လိုအပ်တဲ့အခါမျိုးမှာအခြေအနေမှာသူကပြန်ပြီးတော့မှနှုတ်ခမ်းနေပြန်ပေါ်လာမယ်စကားပြောတဲ့ခါမှာထည့်ပြီးသုံးနိုင်မှာဖြစ်ပါတယ်နော် Okay အဲ့တော့လေ့ကျင့်စေချင်တာဖြစ်ပါတယ်အဆုံးထိအောင်နားထောင်ပေးတော့ရအောင်လို့ကျေးဇူးတင်နေကျွန်တော်တို့နောက်ထပ်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ပါမယ် Okay thank you very much have a good day bye bye